မန္တလေးကဟိုလန်းတော့ရန်ကုန်မှာလည်းစားလို့ရနေပြီဗျို့အဖာကတော့စောစီးရှာတွေ့ပြီးတော့စားပြီးချင်းကိုလာတင်ပေးရချို့ကဈေးကြီးတချို့ကတန်နေဆိုပြီးပြောနေကြတဲ့ဒီတပွဲကိုဘယ်လောက်ပေးခဲ့ရလဲ ဒါမှဟိုကမန်လေးကဟိုလမ်းကြားနေအဲ့ဒါတော့တင်တာ ဟုတ်တားတင်ထားမှုဟုတ်ငါတို့စီရပေါ့အမဦးစားကျင်တော့ရှောင်းပြသွား မလာချင်းဆက်ရတယ်ဟိုအထုံချင်းဆက်ရတယ် အားဒီဘောင်းစုံပြက်ပြက်ထည့်ပြီးတော့ဒီတိုင်းတုတ်ပေးလိုက်တာမျိုးတော့မဟုတ်ဒီပါဝင်ပစ္စည်းတွေကိုအရသာရှိဖို့ထည့်ပြောရတဲ့ပစ္စည်းတွေနဲတာမဟုတ် ရင်းကြီးစားတယ်နော်ကွနော်ဖဲပတ်စားတယ်နော်ဟုတ်မလာရစားတယ်နော်ဟောဆွဲမလာယူလက်စားတယ်နော်ကွနော်ဟုတ်ပဲဗျာစားတယ်ကျုပ်ဒီကလည်းနဲ့ရှော့နော်ဟုတ်အဲ့ဒါဆိုင်ရနေရှော့ဟုတ်နော်ကွနော်ဝမ်းနိုင်ကိုထည့်ပေးလိုက်နော်ကွနော်ဒီဝက်ခောက်ကနှလုံးရဲ့အသေးရဲ့ပါသားရဲ့ကိုဟုတ်ရှာလဲပါလေဗျာဟုတ်အဲ့နော်ကွစားရတောင်းပွဲဆိုကျွန်တော်တို့ဝက်နိုင်ကိုပါတယ်ဗျာဟုတ်ရှင်း တနားရီခွဲဆက်ရမယ်အခု2နာရီခွဲမှာဘာမှတော့သိမချင်တော့အဲ့တော့စားချင်းစောစီးလာကျွန်တော်လူမျိုးတန်းစီလိုက်ပါဟိုမှာကျွန်တော်တို့ကတန်းစီနေကြတယ်အများကြီးပဲတစ်ကောင်လုံးနီးပါးထည့်ထားပြီးပါဝင်ပစ္စည်းအများကြီးနဲ့ဒီတပွဲလုံးမှာ2000ပဲကြခဲ့တာစိုင်မှာသုံးတဲ့မာလာစီမှုကိုလေသူတို့ကိုယ်တိုင်ချက်တာလို့ပြောတယ်သူ့ရဲ့ပုံစံဘယ်လိုမျိုးလဲဆိုလို့ရှိရင်မာလာဟင်းနဲ့ဘဲဆက်နဲ့ညားပြီးတော့မွေးလာတဲ့အရာတာမျိုးလိုပဲအဲ့ဒါအောင်မှချင်းဆက်အရာတာလေးနည်းနည်းပါတယ်ချင်းဆက်ထုံထုံမွှေးမွှေးနဲ့အရာတာတိမိမိရှိတယ်စီရတော့နည်းနည်းများတယ်အဖလိုမျိုးမန်းနဲ့လှမ်းပြီးငကြီးကြနေရတဲ့ရန်ဝါဖူတွေအတွက်သွားစားခြင်းနဲ့ဆိုရင်တော့အိဆာကရွှေပုတ်လက်ရစမ်းကြောင်လန်းနာပန်နိတလန်သူ့တော်လက်ဖိတ်ဆိုင်ဘေးလန်းကနေဝင်သွားလို့ရှိရင်ရောက်ပါပြီခင်ဗျာ